ဒီမှာတော့သူက cookie တောင်းရတဲ့ဒီလီမွန်လေးခုံပြမှာဖြစ်ပါတယ်ဒါတော့ရဲ့နောက်တစ် skin လေးပါဒီ skin နဲ့ပဲဆော့ပြသွားမှာပဲဖြစ်ပါတယ်ရဲ့ရှည်ရှည်လေးပေါ့နော်တော့ပါမယ်ပြန်ခုံပါမယ်ခပ်ကဲလေးကိုစားပါမယ်စားပါမယ်ခေလီမွန်လေးကိုပြန်ခုံပါမယ်ဒါကြီးကဘာကြီးလဲဒါကြီးကဘာကြီးတော့ယေးကဲတော့နိုင်ပါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီလောက်လိုက်ပဲရန်နာလိုက်ပါမယ်အားလုံး